များတော့ဘာမှလို့ကျွန်တော်စပိုင်လုပ်နေကြရပေါ်ကြီးပါဒီလိုကဘာအထက်မှာတော့ပလော့ပေါင်းမီလီယံနဲ့ချီပြီးရှိနေတာပါဒီလိုကဘာအထက်မှာတစ်ပင်တွေဒီတော်ရီကြီးအိုင်တွေကုန်းတွေတရိတ်ဆန်တွေတက်တော်တွေအပြည့်ရှိနေတဲ့ကဘာလည်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အခုစပိုင်လုပ်သွားမယ့်ညာတော့ဘာမှမရှိတဲ့ကဘာအတုံးတစ်ခုပေါ်မှာပဲဖြစ်ပါတယ်ဟုတ်ပါတယ် Minecraft One Blocks ပါရင်းနဲ့ကျွန်တော်ရမှာလဲဆိုတာမသိနိုင်တယ်လို့ဟာကောင်းမှုအနေနဲ့လဲစဝါရမှာဖြစ်ပါတယ်ဒီဆိုတော့ဒီလိုမျိုးသူဆက်တဲ့ကဘာတွေထဲမှာရက်တရားတည်းအသက်ရှင်နိုင်မှာလားဆိုတာတရားပို့သေးပြီးတော့ဆုံးထူကြည့်ဖို့မေတ္တာရက်ခံချင်ပါတယ် Subscribe လေးနဲ့လည်းကိုညီပေးတောင်းတောင်းဆိုချင်ပါတယ်ဗျအများကြီးကျေးဇူးတင်ပါတယ်ဗျ Hello guys my name is Sprinta alorsကျွန်တော်ပုံမှန်လုပ်နေကြတိုင်းပဲတူများလုပ်တယ်လို့ပဲအောက်တူလိုက်တယ်ပေါ့နော် block တစ်ခုပဲတူလိုက်တာဒီတားလေးတစ်လုံးထပ်လိုက်ပေါ့နော်ကျွန်တော်လည်းတူလိုက်ပါတယ်ပြီးတော့ chest တစ်ခုရလိုက်ပါတယ် chest ထဲမှာတော့ wheezy တွေပဲရှိပါတယ်အဲ့ချက်ကိုလည်းကျွန်တော်ထပ်ပြီးတော့ဖြတ်စီးလိုက်တယ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့တူးနေခဲ့ပါတယ်တူးနေရင်လည်းပဲကျွန်တော်စီမှာတငယ်ချင်းတစ်ကောင်ရောက်လာပြီးတော့သူကချက်ချင်းပဲအောက်ကိုပြုတ်ကျသွားလိုက်တယ်နောက်ထပ်ရောက်လာမယ့်ကောင်လေးကိုအောက်ထပ်မပြုတ်ကျအောင်လို့ကျွန်တော်စီမှာရှိတဲ့ block လေးနဲ့အဲ့နေရာကိုနည်းနည်းပါးပါးကာပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော် island တစ်တစ်ခုရရှိတော့ခဲ့ပါပြီစတူနေရင်းနဲ့ chest တစ်ခုရောက်လာပြန်တော့ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ချက်ဦးတစ်လုံးတွေ့ခဲ့ပါတယ်စတူနေရင်းနဲ့ block မှာပဲ chest တစ်ခုရောက်လာပြန်ရောဒီတစ်ခေါက်မှာတော့ကျွန်တော်အရင်သုံးဝင်တဲ့ရေပုံးလေးတစ်ခုပေးလာပါတယ် channel တစ်ခုလည်းပေးလာခဲ့ပါတယ်အဲ့ဒါကတော့ဒီ block ရဲ့အောက်မှာအတုံးထားရမယ်ဆိုတော့ပဲထားပြီးတော့ပြန်တက်လာတဲ့အချိန်မှာကျွန်တော်ပုံမှန်လိုပဲဆက်ပြီးတော့လာတူနေခဲ့ပါတယ်တူနေနဲ့တုံးလေးလုံးလောက်မှာပဲဟန်ဆိုတဲ့အတန်နဲ့အသေးပုံပါတဲ့ chest လေးတစ်ခုရောက်လာပါတယ်အဲ့ဒီမှာတော့ဒီသုံးတွေနဲ့ toss တွေနဲ့ supplement လေးတစ်ခုပေးလာခဲ့ပါတယ်အဲ့ chest ကိုဖျက်ပြလိုက်ရပါမှမတီးတဲ့ parrot စီကိုရောက်ရှိသွားခဲ့ပါတယ် parrot ပျောက်သွားပြီးတော့ဘာမှမထူးဆန်းမီကြီးကိုပဲထပ်ပြီးတော့တူးနေရပါတယ်ဒီတစ်ခါမှာတော့ဖယုံဖျက်တီးတဲ့တွေ့ရရှာတယ်တကယ်ချင်းတစ်လဲရပြန်ပါတယ်ကျန်တဲ့ကောင်ကလက်ဆောင်ပေးလာခဲ့ပါတယ်အဲမောင်နေတဲ့အချိန်မှာကျွန်တော်စီမှာ share toss လေးထွန်းနေလိုက်လို့တာယာသွားခဲ့ပါတယ်အနောက်ပိုင်းကျတော့လေတလိဆန်လေးအတွက်ဆိုပြီးတော့နေမီလေးနည်းနည်းချဲ့လိုက်ပါတယ်အောက်မပြုတ်ကျသွားအောင်လို့ခြံလေးခတ်ပေးခဲ့ပါတယ်အလုံးပြီးတော့တို့ခြံနဲ့တွင်းထည့်လိုက်ပြီးတော့ပိတ်ပင်ထားလိုက်ပါတယ်ပစ္စည်းတွေတင်ဖို့အတွက်လည်း chest တစ်ခုပါထားလိုက်ပြီးတော့ပစ္စည်းတွေ share ထည့်ပါတယ်ပြီးတော့ကျွန်တော်လိုအပ်တဲ့ tools တွေလည်းလုပ်လိုက်ပါတယ်တို့တစ်ကောင်ထည့်ရောက်လာပြန်တော့ခြံထဲမှာပဲပိတ်ပင်ထားလိုက်ပါတယ်နောက်တစ်ကောင်မှာထည့်ရောက်လာပြန်ပါတယ်နောက်နေ့မှာကျွန်တော်နေမီလေးနည်းနည်းတူပြီးတော့ tree farm တွေတစ်ခုဆောက်လိုက်ပါတယ်တစ်ပင်တွေပါတစ်ခါတည်းစိုက်လိုက်ပါတယ်ပြီးတော့မကြခင်မှာပဲကျွန်တော်ဝက်လေးရဲ့အဖော်လေးရောက်လာခဲ့ပါတယ်ကြီးရသူကတော့အရင်ပျော်ရွှင်ပေါ့နော်သူ့ရဲ့အဖော်လေးပါရောက်လာပါတယ်နောက်ကိုရောအတူတကွရောက်လာပါတယ်ပြီးတော့တို့ channel အရင်ကြီးနေတဲ့အတွက်ကြောင်းနည်းနည်းလေးပါကျဲပေးလိုက်ပါတယ်အခုမှဆိုရင်တို့လက်စာနေလို့ရရင်ပဲဖြစ်ပါတယ်နောက်နေ့မနက်မှာတော့ကျွန်တော်ဆက်တူးနေနဲ့အသေးပုံပါတဲ့ chest လေးထပ်ရောက်လာခဲ့ပါတယ်အဲ့ထဲမှာတော့နည်းနည်းလေးအတုံးဝင်တဲ့ပစ္စည်းလေးပါလာပေါ့အဲ့ chest ကိုကျွန်တော်ဖြတ်ပြလိုက်တဲ့အချိန်မှာစကန်လေးပြန်ပြီးတော့ဆောင်းလိုက်ရပါတယ်ဆောင်းနေရင်ကျွန်တော်တစ်ပင်လေးသွားခုတ်လိုက်ပြီးတော့ပြန်လာတဲ့အချိန်မှာတော့ base အတိတ်ကအရင်ကိုကောင်းတဲ့ base တစ်ခုဖြစ်ပါတယ်ဟုတ်ပါတယ် stone plate ရောက်လာပါတယ်အဲ့ချိန်ကစားပြီးတော့ stone tool တွေကိုစတင်ကိုင်ဆောင်ခွင့်ရရှိခဲ့ပါတယ်ပြီးတော့တစ်ပင်တွေခုတ်လိုက်ဆိုင်လိုက်လုပ်နေပါတယ်အိုင်နေညနေပိုင်းမှာတော့ကျွန်တော်အတွက်စားရှာလေးဆိုင်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ညတကောင်ကြီးမှာလေလေးထွန်နေရပါတယ်ကျွန်တော်စီမှာဝိတ်စီလေးပဲရှိတဲ့အတွက်ကြောင့်ဝိတ်လေးပဲဆိုင်လိုက်ပါတယ်မူလခဏလေးမှာတော့ one block ရဲ့ mini လေးကိုချင်ခတ်လိုက်ပါတယ်မကြခင်မှာပဲ mix ဆွေနေရောက်လာခဲ့ပါတယ်တူတို့လည်းနှက်ပြီးပို့ပေးလိုက်ပါတယ်တူနေရင်းနဲ့အိုင်းကိုပါပထမအဆုံးရရှိခဲ့ပါတယ်ပြီးတော့ကန်ကောင်းစွာနဲ့ပဲ glowberry လေးပါပေးလာခဲ့ပါတယ်မဖိတ်ခေါ်ထားတဲ့မိတ်ဆွေထက်ရောက်လာပြန်ရင်သူတို့စားချင်တဲ့နက်ပီကိုချက်ချင်းပဲပို့ပေးလိုက်ပါတယ်။အိုင်နီယန်ညနေပိုင်းမှာတော့လိုအပ်တဲ့ data လေးနည်းနည်းစုလိုက်ပြီးတော့ fan တစ်ခုခွက်လိုက်ပါပြီးတော့ရလာတဲ့ ion တများကိုကြိုထားလိုက်ပါတယ်။ခဏလေးမှာပဲဩစာရန်ကြီးတဲ့မိတ်ဆွေတစ်ကောင်မှထက်ရောက်လာပြန်ပါတယ်။ပြီးတော့ကျွန်တော်သူ့ကိုတီးဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။တွေ့တဲ့အတိုင်းပဲပောက်ကွဲသွားခဲ့ပါတယ်။ပင်ရှင်ရှာလေးပြင်ဆင်လိုက်ပြီးတော့မိုင်းကိုမူတီးထားပြီးတော့တူးနေခဲ့ပါတယ်။ပြီးတော့မထင်မှတ်ပဲနဲ့ကျွန်တော်အရင်လိုချင်နေတဲ့စပုတ်မျိုးစေ့လေးကိုကျွန်တော်ရရှိခဲ့ပါတယ်။ Free farm ထဲမှာပဲသွားဆိုင်ထားလိုက်ပါတယ်။ပြီးတော့တညလုံးထိုင်တူးနေခဲ့ပါတယ်။မိုးလင်းတဲ့ချိန်မှာတော့တာယာတဲ့မနက်ခင်းနေအောင်ချီအလားလေးကိုခံစားနေခဲ့ပါတယ်။စပုတ်ပင်လေးကြီးလာတွေ့ရတဲ့ကျွန်တော်ချက်ချင်းပဲသွားခုတ်လိုက်ပါတယ်။ခုတ်ပြီးတော့မိုင်းပြန်လာထိုင်တူးနေတဲ့အချိန်မှာမကြာခဏလေးမှာပဲ chest လေးရလာခဲ့ပါတယ်။ပြီးတော့ဒီ base လေးကပြီးဆုံးသွားခဲ့ပါတယ်ပြီးတော့အထဲမှာကျွန်တော်အရင်လိုအပ်ချင်နေတဲ့ support supply လေးများရခဲ့ပြီးတော့ map လေးနဲ့ခိုးလေးပါရရှိခဲ့ပါတယ်ဒါကတော့ကျွန်တော်အရင်တော်တော်အသုံးဝင်တာပေါ့နော်အဲ့ဒီချိန်မှာပဲကျွန်တော် support supply လေးစိုက်ဖို့အတွက်နာမည်လေးနည်းနည်းထပ်ပြီးတော့ချဲ့လိုက်ပါတယ်
မနက်ခင်းရောက်ခါနီးမှာတော့အပင်လေးစိုက်ထားလိုက်ပါကျွန်တော်ထလာတူးနေနဲ့ခွေးတကောင်ရောက်လာပြီးကျွန်တော်စီမှာရှေ့တူးတွေအကုန်လုံးကိုက်ဖြတ်လိုက်ကြတတိမထားဖြစ်ပြီးတော့တို့တွေကလည်းအကုန်လုံးတည်ဆုံးထားခဲ့ပါတယ်ပြောင်းပြီးဒီခွေးလေးကတော့ကျွန်တော်တို့တက်တိုင်းဆိုတော့ကျွန်တော်စီမှာအဲ့လိုမရတော့ဖြစ်နေနွားလေးရေကူညီပါအောင်စိတ်ပြတ်စွာနဲ့ပဲမိုင်းကိုပြန်လာတူးရပါတယ်တိုးတွေဆက်ထွက်လာမှလားလို့တိုးတွေထွက်ရမယ့်စားအဲ့ညမှာဖန်တောင်ကျွန်တော်လာတိုက်ခိုက်ခဲ့တယ်ကျွန်တော်လည်းမနေခူးခံလိုက်ရတယ်ပေါ့နော်နှစ်ဖက်စလုံးတိုက်ပွဲချမှာကျွန်တော်ပဲနိုင်တော့ပါတယ်ဒီလိုလေဟာဒီလိုနေမရတော့ဆိုပြီးကျွန်တော်စီမှာရှိရဲ့တိုးမွေးနှစ်ခုနဲ့ပြီးတော့ကျိုးလေးပေါင်းပြီးတော့အရာတစ်ခုခွဲလိုက်ပါပြီးတော့တေးစီမှာပထမဦးဆုံးတစ်ခေါက်ပြီးတဲ့လေချင်းကိုကျွန်တော်ခံစားရရပေါ့နော်ခုနှစ်ရက်နေ့မြောက်မှာတော့ကျွန်တော်ရိတ်ခါလေးလာရိတ်လိုက်ပါကျွန်တော်ဆိုင်ထားတဲ့တစ်ပင်လေးကိုကြည့်လာတွေ့ရတဲ့ကျွန်တော်တခါလေးပစိန်လေးယူပြီးတော့လာခုတ်လိုက်တယ်ไอ้ကိစ္စတွေအကုန်လုံးပြီးတာတော့မိုင်းကိုပြန်လာပြီးတော့ဥတီထားပြီးတော့တူးနေခဲ့ပါတယ်။ကောင်းစွာတူးနေရင်းနဲ့မကြခင်မှာပဲကျွန်တော်စီမှာအယံကိုနံမီများတဲ့ချောင်းနဲ့အယံကိုစုပ်ပွားနေတဲ့ချက်ကြီးတစ်ခုရောက်လာခဲ့တယ်ကျွန်တော်ချက်ချင်းဖွင့်လိုက်တော့အယံကိုယတနာဖြစ်နေတဲ့ပစ္စည်းတွေရခဲ့ပေါ့နော်။ညနေပိုင်းမှာတော့ကျွန်တော်စိုက်ထားတဲ့ပင်တွေအကုန်လုံးအလုံးကြီးထွားလာတွေ့ရတဲ့အလုံးခုတ်ဖို့ကျွန်တော်လုပ်လိုက်ပါတယ်။အကုန်လုံးခုတ်ပြီးတိုင်းချိန်မှာတော့တစ်သားတွေက10 stack ကြော်ထိကျွန်တော်ရလာခဲ့ပါပြီးတော့ဒီဘက်မှာတော့ကျွန်တော်အဲ့ဖြူရလေးသားလေးကျွန်တော်စိုက်ထားရပေါ့နော်ပြီးတော့ဒီဘက်မှာလည်းကျွန်တော်အောက်လော်လေးစိုက်ထားပြီးတော့အားလုံးရှင်းနေပြီးတော့ပိုင်းခင်ဗျာပြီးတော့ပုံမှန်လိုပြန်လာပြီးတော့မိုင်းလေးစတူးနေတဲ့ချိန်မှာတုံးလေးလုံးလောက်မှာပဲမချခဏလေးမှာပဲကျွန်တော်ရဲ့ဒီ snowflake လေးချက်ချင်းပဲပြီးဆုံးသွားခဲ့ပါတယ်ကျွန်တော်အသေးပုံနဲ့ chest ထဲမှာတော့ amethyst geo တွေနဲ့ ice တွေအများကြီးပေးလာခဲ့ပါတယ်တော်တော်လေးကိုလည်းကျေးဇူးတင်ပါတယ်ဗျ base edit ရပြီဆိုတော့ကျွန်တော်တက်မရှိမဖြစ်လို့အနေနဲ့ home see home တခုစတင်ဆောင်းလိုက်ကြပါတော့မယ်စောက်ပြီးတဲ့ချိန်မှာကျွန်တော်ရှိရတဲ့တာတွေအကုန်လုံးကိုတစ်တာအဖြစ်ပြောင်းလိုက်ပြီးတော့ကျွန်တော်အိမ်ထဲမှာအများကြီးကိုတော့ထားလိုက်ပါရှိတဲ့ကလိုဘယ်ရီလေးကိုအလားဆင်လိုက်ပြီးတော့အပြင်ထွက်လာပြီးတော့ရှိတဲ့ပစ္စည်းတွေကိုရွှေ့ပြောင်းလိုက်တယ်အဲ့ရကိုအပေါ်ထပ်မှာထားလိုက်တယ်ပြီးတော့အရင်မိုးလို့ကျွန်တော်အဲ့နေရာမှာပဲလက်အိတ်သွားလိုက်ပါDay 14တာယာတဲ့မနက်ခင်းလေးပါအဲ့ဒီမှာရောက်လာတဲ့ face က ocean moon ရုံးမှကြီးဖြစ်နေပါခင်ဗျာအဲ့ page ကိုကျွန်တော်စတင်တူးဖော်ခဲ့ပါတယ်စတင်တူးနေတဲ့အချိန်မှာပဲကျွန်တော်စိတ်ထဲမှာတခုခုလှုပ်ချင်တာထပ်ပေါ်လာခဲ့ပါတယ်ကျွန်တော်ဘာလှုပ်ချင်လဲဆိုတော့ဒီအောက်မှာကျွန်တော်နောက်ထပ်မေအောက်ခန်းမေအောက်ဆင်းတစ်ဆင်းထပ်ပြီးလှုပ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးတစ်ထပ်ကျွန်တော်လည်းစတင်ပြီးတော့လှုပ်လိုက်တယ်လှုပ်တဲ့ပုံစံလေးရအောက်ကို block ထားပြီးတော့အဲ့ဒီနေရာမှာကျွန်တော် block တွေတစ်ခုပြီးတစ်ခုဆက်လိုက်တယ်ပြီးတော့အကျယ်ပြအောင်လုပ်လိုက်ပြီးတော့အားလုံးအကြာကြီးပြရတဲ့အချိန်မှာကျွန်တော်အားလုံးပြီးစီးသွားခဲ့ပါတယ်အားလုံးပြီးစီးတဲ့အချိန်မှာတော့ကျွန်တော်အရင်မိုးလို့အဲ့ရပေါ်ကနေချက်ချင်းပဲလက်အေးလိုက်ပါတယ်စစ်ချမ်းနေမြောက်မှာတော့ကျွန်တော်လှုပ်ထားတဲ့အပေါက်လေးချင်းပြုတ်ကျသွားမိအောင်လို့ကျွန်တော်ချန်စီယိုလေးနဲ့လိုက်ပြောခါလိုက်တယ်ပြီးတော့ပြန်လာပြီးတော့မိုင်းလေးဆက်ပြီးတူးနေခဲ့တယ်တူးနေနေပဲကျွန်တော်စီမှာအရင်ကိုတစ္ဆာရှိတဲ့ငယ်ချင်းတစ်ကောင်ရောက်လာခဲ့ပါတယ်ပြီးတော့ကျိုးကျိုးစနာပြီးတော့အပြင်ထုံလိုက်တယ်ဒါပေမဲ့သူကအပြင်မထွက်ချင်ဖြစ်နေရဗျကြည့်ရတာသူကအပြင်ကိုတိတ်ပြီးမချိုက်လို့ထင်တာပဲပေါ့နော်ကျွန်တော်လည်းသူ့တကူလို့ပြန်မရတော့မယ်ဆိုပြီးကျွန်တော်စဉ်းစားနေခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့အတွက်ရေကန်လေးဆောက်ပေးဖို့ကျွန်တော် idea ရတာခဲ့ပါတယ်အဲ့ချိန်မှာပဲကျွန်တော်စားပြီးတော့လှုပ်လိုက်ပါတော့အလုံးစောပြီးတော့ပုံမှန်လိုပဲဆက်ပြောလာတူးနေနေပဲကျွန်တော်စီမှာပထမအဆုံးတစ်ခေါက်ပြီးဒရောင်းကိုကျွန်တော်စီရောက်လာခဲ့ပါတယ်ကျွန်တော်လည်းကျိုးဆဆာနဲ့သူ့ကိုအောက်တွန်းချလိုက်ပြီးတော့သူ့ကိုအောက်ဘက်မှာပဲရှင်းလိုက်ပါတယ်ပြန်လာတူတဲ့ချိန်မှာတော့ကျွန်တော်လက်ရဲ့တငယ်ချင်းလေးရလာခဲ့ပါတယ်ကျွန်တော်လည်းသူ့တငယ်ချင်းစီရှိတဲ့နေရာကိုသူ့ပို့ပေးလိုက်ပါတယ်ကြီးရတူကအရင်ပြောရှင်ပြ
ကောင်းမကူတိုလေးလောက်လိုက်ပြီးတော့မိုင်းလာတိုးတဲ့ချိန်မှာကျောင်းစီမှာပထမအဦးဆုံးတစ်ခေါက်ဖြစ်တဲ့ first time ကိုရရှိသွားခဲ့ပါတယ်အရင်ပြောရှင်ပြညနေမိုးမချုပ်ခင်မှာကျော်မိုင်းတိုးနေ ocean moon မှာပြ mob ဖြစ်တဲ့ guardian တွေရောက်လာပါတယ်ကျောင်းလည်းသူ့အန်တီရဲ့ပေးမှာဆိုချက်ချင်းပဲရှင်းပြလိုက်ပါတယ်ပြန်လာတိုးလိုက်တဲ့အချိန်မှာတော့အူသာကားကြီးရင်ထွက်လာပိုင်းကျိုးခေါင်းဆောင်ရဲ့အရင်အစိတ်ပြင်းနေမှာကျွန်တော်လည်းချက်ချင်းပဲအိမ်ထဲကိုပြေးလာပြီးတော့ခဏဆောင်လိုက်ပါတယ်တိုင်မင်းပြန်ထွက်လာပြီးသူ့တီးဖို့လုပ်တဲ့အချိန်မှာသူကအောက်ပြုတ်ကျသွားခဲ့ပါတယ်ပုံမှန်လိုပြန်လာတိုးလိုက်တဲ့အချိန်မှာတော့ကျွန်တော်စီမှာနောက်ထပ်တိုင်းမုံတစ်လုံးထပ်ပြီးတော့ရောက်လာခဲ့ပါတယ်ကျွန်တော်စီမှာအခုဆိုရင်တော့တိုင်းမုံနှလုံးရှိပါပြီအူတာဂါဒီယန်တကောင်ထဲဆီရောက်လာတဲ့အချိန်မှာကျွန်တော်လည်းချက်ချင်းအိမ်ထဲကိုပြေးဝင်သွားပြီးတော့သူအောက်ပြုတ်ကျသွားတဲ့အချိန်မှာကျွန်တော်ကလည်းသူ့အတီးတီးရိုက်ပါတယ်နှစ်ဖက်စလုံးတိုက်ပွဲမှာတော့ကျွန်တော်ပဲနိုင်သွားခဲ့ပါတယ်နောက်တမန်မှာတော့ကျွန်တော်အပြင်သွားပြီးတော့ငါးစီကနေပြီးတော့နောက်လို့ယူလိုက်တယ်ပြီးတော့ကျွန်တော်တောက်လိုက်တယ်ကျွန်တော်ဂါဒီယန်စီကနေပြီးတော့မိထားတဲ့အဖက်လေးဖြောင်းလိုက်ပါတယ်ကျွန်တော်ပုံမှန်လိုမိုင်းလေးပြန်လာတူနေတဲ့အချိန်မှာတော့ကျွန်တော်စီမှာတငယ်ချင်းအဆာလိုတဲလေးတကောင်ထပ်ပြီးတော့ရောက်လာပါတယ်ကျွန်တော်လည်းသူ့ကိုချက်ချင်းယူသွားပြီးတော့လိတ်ကန်ထဲမှာပဲသူ့ကိုထွက်ထားလိုက်ပါတယ်သူ့ကိုအရင်ပြောရှင်းစေချင်တယ်ပေါ့နော်ပြန်လာတူလိုက်တဲ့အချိန်မှာတော့ကျွန်တော်စီမှာအရင်ကိုချေးချောက်ဆရာကောင်းတဲ့အတန်းနဲ့မွန်စတိုကတ်ဆိုတဲ့အကောင်လေးကျွန်တော်စီကိုကြောက်လာခဲ့ပါတယ်တဲမီတို့ကကျွန်တော်လှုပ်ထားတဲ့ထောင်ချောက်ထဲကိုပြုတ်ကျသွားပြီးတော့ကျွန်တော်လည်းတူတူအလွယ်တကူပဲအကုန်လုံးတီးလိုက်ပါတယ်နောက်ဆုံးကျန်တဲ့ခါရဲ့အကောင်မှာတီးလိုက်ပြီးတော့အနိုင်ယူထားခဲ့ပါတယ်ပွဲနိုင်ယူလာတဲ့အချိန်မှာတော့ကျွန်တော်ရဲ့အလုပ်ကိုပဲဆက်ပြီးလာလုပ်တယ်ကိုရင်းနှီးမြမှာတော့ကျွန်တော် Guardian Face တဲ့ officially ပြီးမှပြန်ပဲဖြစ်ပါတယ်ဆောင်းနေနေကျွန်တော်လိုအပ်တဲ့ tools တွေ armor တွေကျွန်တော် grab လိုက်ပါတယ်တာရတဲ့မနက်ခင်းလေးပါဟာဟာဟာအဲ့ဒီမှာလည်းကျောစီမှာတိုင်မွန်တစ်လုံးထပ်ရောက်လာပါတယ်ကျောစီမှာလည်းဆက်တော့တိုင်မွန်တစ်လုံးရှိတော့ပါပြီပြန်လာတူမင်းနှကောင်မှာလက်ဆောင်ပေးလာခဲ့ပါတယ်သူတို့လည်းတို့နှကောင်အပြင်ခေါ်ထုတ်လိုက်ပါတယ်မိုင်းတူရင်နဲ့စိတ်ကုန်လာတဲ့ချိန်မှာတို့ကတိုင်မွန်တစ်လုံးပေးလာတယ်တိုင်မွန်တွေအများကြီးရှေ့ကျောင်းကိုတွေးပြီးပျော်ရွှင်နေတဲ့အချိန်မှာကျွန်တော်မကြည့်ရတဲ့ monster တွေကတက်ခါလာပြီးကျွန်တော်တိုက်ခိုက်တယ်တိုင်မေတို့ကအပြုတ်ကျသွားပြီးတော့တို့ဘာလို့ပဲတည်သွားခဲ့ပါတယ်ကျွန်တော်ခောက်ပြန်လာသူကကျွန်တော်တို့အရင်ကချစ်စရာကောင်းတဲ့ဖားလေးတစ်ကောင်ရောက်လာပါတယ်ချစ်ရသူကအရင်ကလမ်းလျှောက်တဲ့ပုံတော်လေးကိုချစ်စရာကောင်းပြီဗျဒီမှာအင်အားလေးနဲ့ထွက်သွားတယ်အဲ့ဒါကလုံးပြီးတော့ပြန်လာတူလိုက်ချင်းမှာဒီတစ်ခေါက်တော့အရင်ကကန်ဆိုးမိုးမားဖြစ်တဲ့ Evo ကားတွေထုတ်ထားတဲ့ pack တွေကျော်စီရောက်လာပါတယ်ကျွန်တော်လည်းတို့ဒီချက်တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့တို့ကကျွန်တော်အောက်ကိုတွန်းချလိုက်ပြီးတော့ကျွန်တော်ရဲ့ပေါ်ပါလဲအဲ့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်ကဲဆိုတော့ကျွန်တော်အားလုံးလုပ်ထားတဲ့အရာတွေကတဲတဲ့ရေစုံအကုန်လုံးကအကားပဲဖြစ်သွားခဲ့ပါတယ်ဟာကောဆိုတော့ဒီလိုမျိုးပါပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ကလည်းကိုပြန်လေးစားပါရဲ့ day 1ကနေပြီးတော့ day 20အထိအသက်ရှင်နိုင်ခဲ့ပေမဲ့ကျွန်တော်ဆောက်ထားတဲ့ဟာလေးကိုတော်တော်လေးကိုပြန်ကြည့်ပြီးတော့ကိုယ့်ဘက်ကိုပဲပြန်ပြီးတော့ချီကျူနေရပါတယ်အဲ့အချိန်မှာကျွန်တော်လုပ်ထားတဲ့အရာတွေအကုန်လုံးကိုတလုပ်ပြီးတော့ကျွန်တော်ဝေးကိုစွန့်လို့ဖို့အချိန်ရောက်လာပါပြီပြီးတော့တကယ်ချင်းတို့အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe နဲ့ကိုညီပေးခဲ့ကြပါဦးအဖြစ်လို့ကျွန်တော်ဒါကိုတင်လိုက်တာလဲဆိုကျွန်တော်အကုန်လုံးလုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးကိုပြန်ဖြတ်လိုက်ရရင်အရင်ကမျိုးပါပေါ့နော်โอเคပါကျွန်တော်ဒီ video ထဲမှာတော့ cheese လုံးဝမပါဘူးခင်ဗျအကုန်လုံး real ပဲဖြစ်ပါတယ်အားလုံးပဲ channel နဲ့ဆိုရင်တော့ like and subscribe နဲ့ကိုညီပေးခဲ့ကြပါဦးနောက်ပိုင်းကျမှပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye